ခொနရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်ဆင်အောင်လွဲမှာပါစေဇာတာပရိ2025ခုနှစ်အောက်တိုဘာလ29ရက်နေ့ဇာတာပရိသားသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်ဇာတာပရိသားသမီးများအတွက်ဒီနေ့မှာရှစ်တူဝခတ်တာနောက်ဆိုဝခတ်တာဆုံးပြရခတ်တာဝေခွဲရခတ်တဲ့ကိစ္စမျိုးတွေဒီနေ့မှာကြုံရတဲ့အယောင်အဝယ်တွေလည်းဒီနေ့အတွက်တအားကောင်းမယ်နော်လက်တွေရှင်မယ်ငွေကြေးကန်လည်းဒီနေ့အလွန်ကောင်းတယ်နော်ကျမ်းမာရေးအနေနဲ့သွားကြိုက်တဲ့သွားနာတဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်အကျိုးပေးတဲ့ကဏ္ဍကတော့1နဲ့3ဖြစ်ပြီးတော့အကျိုးပေးတဲ့အယောင်မှာအနီရောင်ပဲဖြစ်ပါတယ်ရရအနေနဲ့မိမိအိမ်ရှိပြားမှာစမူစာ3ခုကတ်လူပေးရမှာဖြစ်ပါတယ်ရှင်